ငွေမုံနဲ့ပတ်သက်ပြီးတော့ AC ဖက်နှက်ဆိုင်မှာအသစ်ထွက်ထားတဲ့ဒီဇိုင်းလေးတွေနဲ့မိတ်ဆက်ပြသပေးကြတယ်။ဒါလေးကတော့ကျမတို့ကအလွယ်တကူချစ်စနိုးနဲ့အော်နီရဲ့ဖက်နှက်လို့ခေါ်ပါတယ်ရှင်။သူကအရှိကခုံတက်လက်မပါအနောက်ကတက်လက်မကွဲပါလုံးဝဘောမစင်းနေတာ။ညံ့ညံ့ကိုကားတဲ့ဒီဇိုင်းလေးတွေပါ။ original စိတ်နှမ်းကလေးနဲ့အလှဆင်ပေးထားပါတယ်။ဒီနောက်လေးအနေနဲ့ဆို3000နဲ့5000ပါရှင်။ဒါလေးကတော့ဘိုးသားဘိုးသမီးတွေပါစီးလို့ရမယ်။ငွေရောင်ဒီဇိုင်းလေးပါရှင်။ရွှေငွေအပြာအနီရောင်စုံထပ်ပါတယ်ရှင်ဒီလိုလေးက3000နဲ့5000ကျပ်ပါရှင်ဒါလေးကပွဲတက်မမပဲဖြစ်ဖြစ်မိုးရင်းမှာစိတ်ကြော်အောင်လို့ရောင်ဆွဆွလေးစီးတဲ့ညီမလေးတွေပဲစင်ရည်တော်နေတဲ့အိုင်လေးပါရှင်ဒီလိုလေးက3000ကျပ်ပါရှင်နောက်ခုကတလက်မပါရှင်ကလက်မဝတ်ပါစိတ်လေးက AC စိတ်ပါရှင်နောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့ဒီဇိုင်းကလေးကတော့ခဲအရင်ကလေးပေါ်မှာကျိုးအနက် crystal လေးနဲ့အလှဆင်ပေးထားပါမယ်ဈေးနှုန်းလေးက3000နဲ့5000ကျပ်ပါရှင်ကျွန်တော်တို့ရဲ့ AC ဖက်နှက်ဆိုင်မှာကိုယ်တိုင်ကိုကြလာပြီးတော့အားပေးမယ်တစ်စိတ်ပြန်လဲရောင်းချဖို့ဆိုင်မှာဖက်နှက်ကလေးတွေကြီးချင်တယ်ဆိုတဲ့ customer တွေအတွက် AC ဖက်နှက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖက်နှက်ဆိုင်မှတ်ပြီးအရှိအိမ်ရောဘိုးကျောင်းအောင်ဆန်းကြီးစတော့စီရန်ကုန်မြို့ပါရှင်ဘိုးကျောင်းအောင်ဆန်းကြီးကဖက်ပေါက်ကောက်ဝင်လာပေးတာပုံစံပြီး order တင်မယ်ဆိုရင်3939 138 138နဲ့3999 426 6 9 9 6 9 9